ကြာသာပတေးသားသမီးတွေဒီနှစ်အတာစားတယ်လို့ပြောတယ်အတာစားတယ်ဆိုတာကတော့ဒီနှစ်ကြာသာပတေးသားသမီးတွေက9နှစ်9နှစ်မှာအညံ့ဆုံးဆိုပါတော့ဗျာဒါပေမဲ့အတာစားတိုင်းတကယ်ညံ့သလားဆိုတော့လည်းမညံ့ပါဘူးဒါကဂျေပုံရအားဖြင့်အချမ်းဖြင်းကျွန်တော်တို့ကပြောကြတာပေါ့အဲ့တော့တချို့တွေကတော့ကျွန်တော်တပည့်တွေထဲမှာလည်းရှိတယ်ဟဲ့ကြာသာပတေးတွေအတာစားပြီဆိုလို့ရှိရင်တို့မှနေဖို့ထိုင်နေစရာထိုင်စရာတော့မရှိဘူးကြောက်တာအဲ့လိုမလို့အတာစားရင်ပြုလုပ်ရမယ့်ຢတွေကသင်ပေးမယ်တချို့ကလည်းအတာဦး2ဦးထိုးတယ်တချို့ကလည်းဖျားဦးပန်းတွေကတ်လူပူဇော်တယ်ဒါတွေလည်းကောင်းတာပေါ့နော်ကျွန်တော်ရဲ့နီလန်းကတော့သင်္ချံအတက်နေ့တစ်နေ့လုံးမှာနော်ကြာသာပတေးသားသမီးတွေကဥပုသ်ဆောင်ရင်အကောင်းဆုံးပါပဲခေါင်းလျှော်မယ်ဥပုသ်သတင်းသီလစောက်တည်မယ်ဆိုအဲ့တစ်နှစ်တော့မှဘာမှမဖြစ်ဘူးဘာကြောင့်လဲဆိုတော့အင်္ဂါအတာစားတဲ့နှစ်ကကျွန်တော်တို့အောင်မြင်ဆုံးနှစ်ဖြစ်ခဲ့တာလေဘာပြောမလဲအဲ့တော့ကြာသာပတေးသားသမီးတွေဒီနှစ်အတာစားတယ်ဂယုစိုက်စရာမလိုဘူးကြာသာပတေးသားသမီးတွေဖျားမှာဥပုသ်သတင်းသီလစောက်တည်ပြီးတော့ခေါင်းလျှော်ပါခေါင်းလျှော်တယ်ဆိုရက်ွက်ဆန္ဒပေါ့ခေါင်းစိမ်းမင်္ဂလာပြုတယ်လို့ပြောရနော်ခေါင်းလျှော်တယ်ဆိုလို့ရှိရင်ဒါထီးနှမ်းမဆန်ဘူးထီးနှမ်းဆန်အောင်ထီးစကားနမ်းစကားပြောမယ်ဆိုရင်တော့ခေါင်းစိမ်းမင်္ဂလာလုပ်ရမယ်ခေါင်းလျှော်တာပါပဲနော်အားလုံးကျေးဇူးတင်ပါတယ်ကြာသာပတေးသားသမီးတွေအားလုံးကျွန်တော်အများကြီးချစ်ပါတယ်ကျေးဇူးပါ